တိညာနဲ့ဘဝင်ဆိုတာချင်းခွင်တစ်ဖက်စီပဲအတိညာနဲ့လေဘဝင်မြင့်လေပဲလူတွေကိုမြင့်လုတ်ပေးတာတွေများလာတဲ့အခါသူတို့ကအဲ့ဒါကိုသူတို့ရဲ့ရပိုင်ခွင့်လို့ထင်လာတတ်ကြတယ်အဲ့ဒီအခါလုတ်ပေးရတာကမင်းရဲ့တာဝန်ဖြစ်လာပြီးမလုတ်ပေးနိုင်တဲ့အခါမှာမင်းဟာတာဝန်မကျေတဲ့သူတို့အတွက်မိဆွဲကောင်းမဟုတ်တော့တဲ့သူဖြစ်သွားတယ်အရင်ကမင်းလုတ်ပေးခဲ့ဖူးတာတွေဟာမလုတ်ပေးနိုင်တော့တဲ့နောက်မှာဘာအတိတ်ပဲမှမရှိတော့ပဲအရာအလုံးဟာပျက်စီးသွားတတ်တယ်ဒါတွေအလုံးဟာမင်းရဲ့အာနာတတ်တဲ့စစ်ကနေစခဲ့တာပါဒါကြောင့်ဘဝမှာမလိုအပ်ပဲဘသူ့ကိုမှအာမနာမြင့်ပါစေနဲ့တနေ့ကျရင်မင်းတယောက်တည်းစိတ်ပြင်ပန်းရလိမ့်မယ်ဘဝမှာကိုမမှားပေမဲ့ရှင်းပြခွင့်မရလို့ခွင့်မပြောဖြစ်ခဲ့တဲ့အမှန်တရားတွေရှိခဲ့တယ်ဘဝမှာတခါတလေငဲကြည့်ုံကလွဲပြီးဘာဆိုဘာမှမတတ်နိုင်ခဲ့တဲ့အရာတွေရှိခဲ့ဖို့တယ်ဘဝမှာနှင်ချတတ်သူတွေရဲ့စကလုံးကြောင့်ဆွဲနှုတ်ရခဲ့တဲ့မြားတစင်စိတ်ဝင်သလိုမျိုးဒဏ်ရာတွေရခဲ့ဖို့တယ်ဒါကြောင့်ကိုအနာမနေခြင်းလို့ထွက်သွားသူတွေကိုတစ်ချက်လောက်တော့ငဲ့ကြည့်တင်တယ်လို့ပြန်မတန်းတတော့ဘူးအပြုံးနဲ့ကြည့်နေသူတွေရဲ့လက်ထဲကဓာတ်နောက်ကြောကိုထူဖို့လားရင်ဘတ်ထဲထူဖို့လားပြန်လှည့်မကြည့်တော့ဘူးလက်ကမ်းမလို့နဲ့လက်ကာသွားသူတွေရဲ့အယောင်ပြောင်းတတ်တဲ့စိတ်ထဲမှာကိုချင်းစာတရားအစအနလဲများရှိလဲမလားလို့ဝင်ချောင်းမကြည့်တော့ဘူးတကယ်တော့တချို့မျက်လုံးနဲ့ကြည့်လဲမမြင်နိုင်တဲ့အရာတွေကိုကိုယ်နှလုံးသားနဲ့မြင်ခဲ့ရပြီးပြီရုန်းကန်ရှင်တန်ချင်းရဲ့လက်တွေ့ဘဝပဲအခြေအနေကြောင့်ဆင်းရဲတဲ့ဘဝကိုလက်ခံခဲ့ရပေမဲ့မကြိုးစားပဲနေလို့တော့မရဘူးမိဘဆင်းရဲတာမင်းအပြစ်မဟုတ်ဘူးမင်းမကြိုးစားရင်တော့မင်းအပြစ်ပေါ့ဘဝကိုဘယ်လိုရှင်တန်မလဲဆိုတာမင်းအပေါ်မှာမူတည်တယ်ခက်ခဲနေတဲ့အချိန်ခံစားချက်တွေကိုကြိုးစိုက်ပါဘဝပြေးလန်းပေါ်မှာအနိုင်အရှုံးနှမျိုးပဲရှိတယ်အရှုံးပဲမလားအနိုင်ယူမလားမင်းအပေါ်မူတည်တယ်ကံကောင်းခြင်းတွေမလာဘူးစောင့်မနေနဲ့ကံကောင်းခြင်းရင်မင်းကြိုးစားရမယ်စိတ်ဓာတ်ကိုကြံ့ခိုင်အောင်လေ့ကျင့်ထားကျန်တန်းလန်းကိုရှောက်ကြရမယ်ယုံကြည်ချက်နဲ့ပန်းတိုင်ကိုရောက်အောင်သွားရမယ်ဘဝပြေးလန်းပေါ်မှာဆေးခန်းမရှိဘူးဒါပေမဲ့ရှောက်ရမယ်ငွေနဲ့တိုင်းတာတဲ့မျက်လုံးတွေကိုမြင်မြင်ရလိမ့်မယ်ဘယ်သူတွေတိုင်းတာနေမစဲမိမိလျှောက်တဲ့လမ်းတိုင်းပန်းခင်လန်းလို့သတ်မှတ်လိုက်ပါမနေ့ဖြန်မှာဘာဖြစ်မလဲမသိကြဘူးဒီနေ့အကောင်းဆုံးကြိုးစားမယ်ကြိုးစားသူရဲ့မနေ့ဖြန်တိုင်းလှပတဲ့နေ့အသစ်တွေစောင့်ကြိုနေလိမ့်မယ်ခံစားချက်နဲ့အသက်မရှင်နဲ့ယုံကြည်ချက်ရည်မှန်းချက်နဲ့ရှေ့ဆက်ပါပျော်ရွှင်ဖို့အချိန်နဲ့ဘဝတွေပေးဆက်ရမယ်နေ့တစ်တနေ့တော့ငါတို့ရောက်အောင်ရှောက်ကြမယ်